ဒီလုတ်ကြံတက်ဖြတ်သူဟာသူ့ရဲ့ညာဘက်လက်မှာဒဏ်ရာရထားဟန်ဆောင်ပြီးလက်ပတ်တီး cast ထဲမှာတနက်တစ်လက်ကိုဝတ်ထားခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်ကတော့ရိုးရှင်းပါတယ်။ဝီချဲနဲ့တွာလာနေရတဲ့တထေးကြီးတယောက်ကိုအပြက်ရှင်စုကြီးငွေအမြောက်များကိုထုတ်ပြီးဒီလုတ်ကနေအနားယူဖို့ပါပဲ။သူစတင်လှုပ်ရှားတော့မဲ့အချိန်မှာပဲအဝေးတနေရာကနေနောက်ထပ်လုတ်ကြံတက်ဖြတ်သူတယောက်ပေါ်လာပါတယ်။သူကအဝေးပြေစနိုက်ပါရိုင်ဖယ်ကိုအသုံးပြုနေတာပါ။အဲ့ဒီဒုတိယမြောက်လုတ်ကြံတက်ဖြတ်သူဟာပြစ်မှတ်ရဲ့နှလုံးတဲ့ကိုထိမှန်အောင်အပိုင်ပစ်ခတ်လိုက်ပါတယ်။လူတွေကြားထဲမှာလည်းထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပြီးရုံရင်းဆန်ခတ်ဖြစ်သွားပါတော့တယ်။တက်တော်ဆောင်တွေကလည်းလူသက်သမားကိုနေရာအနှံ့လိုက်ရှာကြပါတယ်။အဲ့ဒီပထမလုတ်ကြံတက်ဖြတ်သူကတော့စတာလုံး Star Wars ဖြစ်ပါတယ်။တန်ရှင်းရေးဝန်ထမ်းဖြစ်ရုပ်ဖြတ်ထားတဲ့ဒုတိယမြောက်လူသက်သမားထွက်ပြေးဖို့ကြိုးစားနေတာကိုစတာလုံးသတိထားမိသွားပါတယ်။သူ့ရဲ့စုချင်းငွေတွေလက်လွတ်သွားတော့မယ်ဆိုတာသိလိုက်တာကြောင့်သူဟာအကောင်းဆုံးအနေထားကနေပြစ်ခတ်ဖို့ပြင်လိုက်ပါတယ်။သူစတင်ပြစ်ခတ်လိုက်ပေမဲ့လွဲချော်သွားပြီးတစ်ဖက်လူကလည်းပြန်လည်ပြစ်ခတ်ပါတယ်။နှစ်ယောက်စလုံးအကာအကွယ်တွေနောက်မှာပုံလိုက်ကြပြီးတစ်ဖက်လူကိုအပြက်ရှင်းဖို့အခွင့်အရေးကိုအတီးတီးစောင့်ဆိုင်းနေကြပါတယ်။တက်တော်ဆောင်ချို့ကဒုတိယမြောက်လူသက်သမားကိုဝိုင်းထားလိုက်တဲ့အချိန်မှာပဲသူက3စက္ကန့်အတွင်းမှာအားလုံးကိုအပြက်ရှင်းပစ်လိုက်ပါတယ်။စတလုံးကလည်းစက်တိုက်ပစ်ခတ်နေရင်သူရင်ဆိုင်နေရတာကတကယ်ဝါရင်ပညာရှင်တယောက်ဆိုတာကိုသဘောပေါက်သွားပါတယ်။တစ်ဖက်လူကတော့စိုးရိမ်ရမယ့်အစားဒီလိုစိန်ခေါ်မှုမျိုးကိုပိုပြီးတောင်သဘောကျနေပုံရပါတယ်။မကြခင်မှာပဲရဲကား2စီးရောက်ရှိလာပြီးထွက်ပြေးမဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်။နှစ်ဖက်ပစ်ခတ်မှုကြားထဲပိတ်မိနေတဲ့ဒုတိယမြောက်လူသက်သမားဟာရဲဝုံပဲရဲတွေစီမှာအဖမ်းခံလိုက်ပါတယ်။ရဲတွေကတစ်ဖက်လူကိုခေါ်ဆောင်သွားတာကြောင့်စတာလုံးလည်းဘာမှဆက်လုပ်လို့မရတော့ပဲနောက်ဆုတ်ပေးလိုက်ရပါတော့တယ်။